မင်္ဂလာပါဒီနေ့မှာကျွန်တော် game လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ် game ရဲ့နာမည်ကတော့ History of Age 2 လို့ခေါ်ပါတယ်လက်ရှိမှာ History of Age 3လည်းထွက်ရှိတာပါဒါပေမဲ့ History of Age 3ကတိတ်မကောင်းလို့ကျွန်တော်ထင်တာပဲဘာလို့လဲဆိုတော့နောက်ပိုင်းဖုန်းတွေမှာကျွန်တော် lag ဖြစ်တာတွေပြန်ထွက်သွားတာတွေ server down လာတွေဖြစ်တတ်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့် History of Age 2ကလည်းတော်တော်ကောင်းပါတယ်ကျွန်တော်စောကြည့်တော့ကတော့တော် strategy game တွေမှာ vibe တစ်မျိုးခံစားဒီ game ဆော့ဖို့ဆိုရင်ကျွန်တော်တို့အရေးကြီးတဲ့အချက်ကဒီကမ္ဘာမြေပုံကောင်းလေ့လာဖို့လိုရမယ်ထင်ပါတယ်ကျွန်တော် recommend ပေါ့နောက်ပြီးတော့ဒီကနည်းနည်း complex ဖြစ်တဲ့ game မျိုးဆက်ဖြစ်ပါတယ်ဒီ game ထဲမှာကိုယ့်ရဲ့ empire ကြီးကိုကြီးဖြစ်အောင်လုပ်ပြီးတော့သူများရဲ့ empire တွေကိုတိုက်ရတာမျိုးလည်းဖြစ်ပါတယ်အဲ့လို empire နိုင်ငံတွေကတနိုင်ငံနဲ့တနိုင်ငံတိုက်မယ်ဆိုရင်ကျွန်တော်လိုအပ်ချက်တွေကစီးပွားရေးလိုအပ်ချက်ဖြစ်ပါတယ်စီးပွားရေးလိုအပ်ချက်ဆိုကျွန်တော်တို့စီးပွားရေးကောင်းအောင်ပဲသူများနိုင်ငံတော့တိုက်ရမှာပါအကယ်ကိုယ့်ဘက်ကဘာမှမပြင်ဆင်ထားဘဲနဲ့ဆိုရင်ကျွန်တော်တို့စော့ဝဲဂိမ်းရရှုံးတော့ဖြစ်ပါတယ်ဂိမ်းထဲမှာကိုကြိုက်တဲ့နိုင်ငံကိုအင်အားကြီးနိုင်ငံဖြစ်တဲ့နိုင်ငံတွေလည်းရွေးလို့ရပါတယ်ဒါမှမဟုတ်လေဒီနိုင်ငံတေးလေးတွေရွေးလို့ရပါတယ်သူက random နိုင်ငံတွေလည်းရွေးပေးပါတယ်ဂိမ်းရတယ်ဒါပေမဲ့စော့လို့တော်တော်ကောင်းပါကျွန်တော် experience တော်တော်ဆော့လို့ကောင်းတယ်အဲကြောင့်မလို့အခုကြည့်ရ viewer တွေလည်းဒါဆော့ဖို့ကျွန်တော် recommend ပေးပါတယ်ဒီ game ထဲမှာတော့နိုင်ငံတွေမဟုတ်ပါဘူးကျွန်တော်တို့ kit alike 1200 1440အဲ့လို modern war တို့နောက်ပြီးတော့ဒုတိယကမ္ဘာစစ်အဲ့လိုမျိုးဟာတွေလည်းဆော့လို့ရပါတယ်ကိုယ့်ရဲ့ kit alike နဲ့နိုင်ငံ alike ရွေးချယ်လို့ရပါတယ်ဒီ game က PC ပေါ်ကနေဆင်းသက်လာတာကျွန်တော်တို့အရင်တော့ PC မှာလည်းဆော့ PC မှာဒီလို game တွေရှိပါတယ်ဒါပေမဲ့ဒီ game ကပို့ပြီးတော့ complex ဖြစ်တယ်ပဲတချို့အရင်တော့ game တွေအရင်တော့ PC ပေါ်မှာရှိတဲ့ game တွေက complex မဖြစ်ဘူးပေါ့ဗျာနည်းနည်း simple ဖြစ်တယ်ဒီ game ကကျတော့သူကနည်းနည်းရှုပ်ထွေးရဗျအဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲဒီ game အကြောင်းလေးကိုကျွန်တော်အဆုံးသတ်ချင်ပါတယ်ဒီလိုမျိုး game review ပေးတဲ့ video ကြရင် like subscribe လုပ်ပေးဖို့လည်းမမေ့ဘူးကျွန်တော်ပြောချင်ပါတယ်နောက်လာမယ့် video မှာလည်းကျွန်တော် game review ပေးအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ Thank you for watching guys see you next video